ဒီနေ့တော့ United တို့ရောင်းချဖို့ဖြစ်နေတဲ့တိုက်စစ်ကစားသမား၄ယောက်တဲ့သူတို့ကိုစိတ်ဝင်စားနေတဲ့ club အချို့ကြောင့် rumors လေးတွေကိုအတူချုပ်ပြီးတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးပဲမင်္ဂလာပါဗျာ Rashford ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Manchester United ဟာ Jadon Sancho အတွက်ကမ်းလှမ်းမှုတွေကိုလက်ခံလျက်ရှိနေပေမဲ့လည်းအခုချိန်ထိတော့မီတီတရားဝင်ကမ်းလှမ်းမှုမျိုးကိုမှမရရှိသေးပါဘူးချက်စီအသင်းနဲ့ဆွေးနွေးမှုမှာလည်းကစားသမားလှုပ်ခတ်လာစာကိစ္စညှိနှိုင်းမှုအဆင်မပြေခဲ့တဲ့အတွက်ပြောင်းရွှေ့မှုအထမမြောက်ခဲ့တာကိုတွေ့ကြရမှာပါ။ Manchester United ဘက်ကတော့ကစားသမားကိုထုတ်ရောင်းရန်သာဆန္ဒရှိနေပြီးအခြားခေါ်ယူနိုင်ခြေရှိတဲ့ကလပ်တွေအဖြစ် Dortmund, Aston Villa, Napoli နဲ့ AC Milan အသင်းတို့ကိုသတင်းအချို့မှဖော်ပြထားပါတယ်။ Dortmund အသင်းရဲ့တိုက်စစ်ကစားသမား Jamie Carragher ကိုချက်စီတင်းဘက်ကကမ်းလှမ်းမှုတွေစတင်နေပြီးပထမကမ်းလှမ်းမှုဖြစ်တဲ့ယူရို35တန်းကိုတော့ဒေါမွန်ဘက်ကပယ်ချထားကြောင်းသိရပါတယ်။ချက်စီတင်းအနေနဲ့ကမ်းလှမ်းမှုအသစ်ပြုလုပ်ပြီးအပြောင်းရွှေ့အောင်မြင်သွားပါကဒေါမွန်အနေနဲ့လည်းတိုက်စစ်ကစားသမားထပ်မံအင်အားဖြည့်မှာမလို့ဒေါမွန်နဲ့ဂျေဒန်ဆန်ချိုရဲ့သတင်းတွေကတကယ်ဖြစ်လာမလားဆိုတာစောင့်ကြည့်ရမယ်ဗျာ။ Aston Villa, Napoli, AC Milan တို့နဲ့ထွက်ပေါ်နေတဲ့သတင်းတွေကတော့ rumors တွေမလို့လက်တလောအထိတော့ဖြစ်နိုင်ခြေနည်းနေသေးတယ်လို့ဆိုရမှာပါ။ဂျေဒန်ဆန်ချိုဟာဒေါမွန်အသင်းကနေမန်ချက်စတာယူနိုက်တက်အသင်းသို့2021ဇူလိုင်မှာပြောင်းရွှေ့ခြင်းစတာလင်ပေါင်83သန်းနဲ့ရောက်လာခဲ့တာဖြစ်ပါတယ်။ဂျေဒန်ဆန်ချိုအတွက်ယူနိုက်တက်တို့ဘက်မှလိုချင်နေတဲ့ပြောင်းရွှေ့ခြင်းကတော့စတာလင်ပေါင်25သန်းခန့်သာဖြစ်လို့အသက်25နှစ်အရွယ်ကစားသမားအတွက်ကမ်းလှမ်းမှုအသစ်တွေရှိလာနိုင်မယ်လို့မျှော်လင့်ရပါတယ်။စာချုပ်သက်တမ်းကလည်းတစ်နှစ်ပဲကျန်တော့တာမလို့ယူနိုက်တက်အနေနဲ့အငှားချဖို့အစီအစဉ်လုံးဝမရှိပဲအပြတ်ရောင်းထုတ်ဖို့သာစီစဉ်နေကြောင်းလည်းကြားသိရပါတယ်။နောက်ထပ်တစ်ယောက်ကတော့ Alejandro Garnacho ဖြစ်ပြီးတော့နီးပြအမိုရီနဲ့ကလပ်ဘော့အဖွဲ့ကပါရောင်းထုတ်ဖို့ဆုံးဖြတ်ချက်ချထားပြီးဖြစ်တယ်လို့နာမည်ကြီးသတင်းတောက် Fabrizio Romano ကရှေ့ရက်တေကအတည်ပြုထားပါတယ်။Garnachoနဲ့သတင်းထွက်နေတဲ့ကလပ်အချို့ကတော့ Napoli, Leverkusen နဲ့ Premier League ကလပ်အချို့လို့သိရပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရွှေ့ကာလအတွင်းမှာ United တို့ကဂါနာချိုရဲ့ပြောင်းရွှေ့ခြင်းကိုစတာလင်ပေါင်တန်း60နဲ့စတာလင်ပေါင်တန်း80ကျသတ်မှတ်ခဲ့တာဖြစ်ပြီးလက်ရှိအနေအထားအရတော့ United တို့ဟာစတာလင်ပေါင်တန်း90ထိရှော့ချထားကြောင်းလည်းသတင်းတွေအရသိရပါတယ်။ United တို့ရဲ့နီးပြဟောင်းလက်ရှိ Leverkusen ရဲ့နီးပြ Erik ten Hag နဲ့ပဲပြန်ဆောင်စည်းမလား။ Napoli အသင်းကိုပဲရောက်မလား။ Premier League မှာပဲဆက်ကစားရမလားဆိုတော့စိတ်ဝင်စားဖို့ကောင်းနေတယ်ဗျာ။ရီယယ်ဘက်တက်မှာအငှားသွားရောက်ကစားပြီးပြန်လာမယ့်အန်တိုနီလည်းဒီရောင်းချမဲ့စီးရင်ထဲပါဝင်နေပါတယ်။အန်တိုနီနဲ့သတင်းထွက်ပေါ်နေတဲ့ကလပ်တွေကတော့ Leverkusen, Atletico Madrid, Real Betis နဲ့ Juventus တို့ပဲဖြစ်ပါတယ်။အန်တိုနီဟာအေဂျက်အသင်းကနေမန်ယူအသင်းထံသို့2020စက်တင်ဘာမှာစတာလင်ပေါင်86တန်းဖြင့်ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ United တို့ဟာအန်တိုနီအတွက်စတာလင်ပေါင်တန်း30နဲ့စတာလင်ပေါင်တန်း40ကျအလိုရှိနေကြောင်းလည်းကြားသိရပါတယ်။နောက်ဆုံးဖော်ပြပေးခြင်းတဲ့တယောက်ကတော့ Manchester United ရဲ့ငယ်မွေးချံပေါက်ဖြစ်တဲ့ Marcus Rashford ပဲဖြစ်ပါတယ်။ Rashford နဲ့အဓိကသတင်းထွက်နေတဲ့ကလပ်အသင်းကတော့ဘာစီလိုနာပဲဖြစ်ပြီးအင်တာမီလန်ဘက်မှလည်းစိတ်ဝင်စားလျက်ရှိကြောင်းသတင်းတွေကဖော်ပြလာပါတယ်။ United တို့အနေနဲ့ကတော့ Rashford အတွက်စတာလင်ပေါင်တန်း40ခန်းလောက်အလိုရှိကြောင်းသိရပါတယ်။ United တို့ရဲ့ဒီကစားသမား၄ယောက်စလုံးဒီပြောင်းရွှေ့ရာသီတွင်အသင်းပြောင်းသွားနိုင်မလား။လာမယ့်ရာသီ United မှာပဲပြန်မြင်ရမလားဆိုတာတော့စောင့်ကြည့်လိုက်ကြရအောင်ဗျာ။မန်ယူအားပေးသူပရိသတ်ညီကိုတွေအနေနဲ့ရောဘယ်ကစားသမားကိုအသင်းမှာဆက်ရှိစေခြင်းပြီးဘယ်ကစားသမားကိုတော့ရောင်းထုတ်စေခြင်းတာလဲဆိုတာဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်ဗျာ။စိတ်ဝင်စားဖွယ်သတင်းတွေကိုအမြဲတင်ဆက်ပေးနေမှာမို့ like and subscribe လေးလုပ်သွားပေးကြပါအောင်ဗျာ။ကြည့်ရှုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။